အဲ့ဒီနောက်ရှီရွန်ရဲ့မိခင်ရဲ့အခြေအနေကတည်ငြိမ်သွားပုံရပါတယ်ရှီရွန်ကမင်းရဲ့ညွှန်ကြားချက်တွေနဲ့ငါအားလုံးလုပ်ခဲ့တာပါလို့နှိမ်ချစွာပြန်ဖြေခဲ့တဲ့အမျိုးသမီးကိုကျေးဇူးတင်ခဲ့ပါတယ်ပြီးတော့သူမကသူ့ရဲ့မိခင်ပြန်ကောင်းလာမလားလို့မေးခဲ့ပါတယ်ရှီရွန်ကတီချာဖို့အတွက်ခဏလောက်စောင့်ကြည့်ဖို့လိုလိမ့်မယ်လို့ပြောခဲ့ပါတယ်။အရာအလုံးကြောင့်စိတ်ထိခိုက်နေတဲ့မေရီကရှီရွန်ကိုတင်းတင်းကြပ်ကြပ်ဖက်ထားခဲ့ပါတယ်။အဲ့ဒီချိန်မှာသူတို့ရဲ့ဖခင်နဲ့စစ်တီတွေရွာကိုပြန်ရောက်လာခဲ့ပါတယ်။သူတို့ကဘလူးတွေကိုအောင်မြင်စွာနှိမ်နင်းနိုင်ခဲ့ပေမဲ့အနီးနားမှာပုံများတဲ့ဘလူးချေရာတွေကိုတွေ့ခဲ့ပါတယ်။တိုက်ပွဲအတွင်းရွာသားတချို့တန်ရာရရှိခဲ့ပေမဲ့ကံကောင်းစွာနဲ့တခြားသူတွေဘယ်သူမှမတည်ခဲ့ပါဘူး။ရွာရဲ့လုံခြုံရေးကိုတေချာစေခဲ့ပြီးတဲ့နောက်အဖွဲ့ကအင်ကိုပြန်လာခဲ့ပါတယ်။နောက်တနေ့မှာဆရာဝန်တယောက်ရောက်လာပြီးရှီရွန်ရဲ့မိခင်ကိုစစ်ဆေးခဲ့ပါတယ်။သူကသူမရဲ့တန်ရာတွေကပြင်းထန်ပေမဲ့အယိုးတွေဒါမှမဟုတ်အရေးကြီးတဲ့အင်္ဂါစိတ်ပိုင်းတွေကိုမထိခိုက်ခဲ့ဘူးလို့အတည်ပြုခဲ့ပါတယ်။ချုပ်ရိုးချုပ်ထားတာကိုသူချီးကျူးပြီးအင်မနာကောင်းမွန်စွာလှုပ်ထားတယ်လို့သူကပြောကအဲ့ဒီဆေးပညာအသိပညာဘယ်သူမှရှိလဲလို့မေးခဲ့ပါတယ်။ဖခင်ကတုံ့ဆိုင်နေပေမဲ့နောက်ဆုံးမှရွာထဲကတယောက်ယောက်ကူညီခဲ့တာဖြစ်ရမယ်လို့ပြောခဲ့ပါတယ်။နောက်ပိုင်းမှာသူ့ရဲ့မိခင်ပြန်တတိယလာပြီးဆရာဝန်ကိုကျေးဇူးတင်ခဲ့ပါတယ်။ဆရာဝန်ထပ်သွားပြီးတဲ့နောက်မေရီကသူမရဲ့မိခင်စီချီကပ်ပြီးဖြစ်ပျက်ခဲ့တာတွေအတွက်တောင်းပန်ကအဲ့ဒီဖြစ်ပျက်တွေအတွက်သူမကိုသူမအပြစ်တင်ခဲ့ပါတယ်။သူမရဲ့မိခင်ကမေရီရဲ့လက်ကိုညင်ညင်တတာဆုပ်ကင်ပြီးဒါမင်းရဲ့အမားမဟုတ်ဘူးမင်းတတ်သိရှိရှိနဲ့လူတိုင်းကိုကာကွယ်ဖို့ကြိုးစားခဲ့တာမင်းကိုဂုဏ်ယူတင်တယ်လို့စိတ်ချစေခဲ့ပါတယ်။စိတ်စွာစောင့်ကြည့်နေတဲ့ရှီရွန်ရဲ့ဖခင်ကနောက်ဆုံးမှရှီရွန်ကိုစကားပြောခဲ့ပါတယ်။စူဆန်းလိုစိတ်နဲ့အံ့ဩမှုရောပြုံပြီးရွာသားတွေကငါ့ကိုအားလုံးပြောပြပြီးမင်းသားတွေအားလုံးဘယ်လိုလုပ်ခဲ့တာလဲလို့ဆေးပညာအကြောင်းမင်းဘေကနေတင်လူခဲ့တာလဲလို့မေးခဲ့ပါတယ်။ရှီရွန်ကတေချာစဉ်းစားပြီးသူ့ရဲ့ဖခင်အမှန်တရားအားလုံးကိုမပြောပြနိုင်ဘူးဆိုတာကိုသဘောပေါက်ခဲ့ပါတယ်။သူကဘယ်လိုဖြစ်ပျက်ခဲ့တာလဲဒီအသိပညာတွေဘယ်ကလာတာလဲဆိုတာကိုကျွန်တော်မသိပါဘူးလို့ပြန်ဖြေခဲ့ပါတယ်။သူ့ရဲ့ဖခင်ကစူဆန်းလိုစိတ်မပြေသေးပဲပြီးတော့မင်းဘလူးတွေကိုဘယ်လိုအနိုင်ယူခဲ့တာလဲသူ့ရဲ့ခန္ဓာကိုယ်ပေါ်ကမီးလောင်ရာတွေဘယ်လိုလုပ်ခဲ့တာလဲလို့မေးခဲ့ပါတယ်။ရှီရွန်ကဘယ်လိုတုံ့ပြန်ရမလဲမသိချာလို့တိတ်ဆိတ်နေခဲ့ပါတယ်။ပြီးတော့သူ့ရဲ့ဖခင်ကတိုက်ရိုက်မေးခဲ့ပါတယ်။ဒါမော်ပညာလားရှင်ရွန်ကအံ့အားသင့်သွားပြီးခင်ဗျားဘယ်လိုသိတာလဲလို့မေးခဲ့ပါတယ်။သူ့ရဲ့ဖခင်ကမင်းအရွယ်တခြားကလေးတွေထက်ပိုပြီးရှင်းရှင်းလုံးတရားရှိတယ်ရှိတော့တခုခုထူးထူးခြားခြားအကြောင်းမော်ပညာအကြောင်းမင်းကစပြောလိုက်တာနဲ့ငါစဉ်းစားမိတယ်လို့ရှင်းပြခဲ့ပါတယ်။ရှင်ရွန်ကအမှန်တရားကိုပြောရင်ခင်ဗျားကျွန်တော်ကိုယုံမှာလားလို့မပြောခင်တုံ့ဆိုင်နေခဲ့ပါတယ်။သူ့ရဲ့ဖခင်ကငါမသိဘူးဒါပေမဲ့ငါကလေးကိုယုံချင်တယ်လို့ပြန်ဖြေခဲ့ပါတယ်။အဲ့ဒီအချိန်မှာမေရီကစိတ်လှုပ်ရှားစွာနဲ့ရှင်ရွန်ကတော်လိုက်တာအဖေသူကမော်ပညာကိုလေ့လာနေတာလို့ဝင်ပြောခဲ့ပါတယ်။အဲ့ဒီထုတ်ဖော်ပြောကြားမှုမှာသူတို့ရဲ့ဖခင်ကိုအံ့အားသင့်စေပြီးလေ့လာနေတာဟုတ်လားမင်းလူကြီးတယောက်လိုပြုမှုနေတာပဲလို့အော်ဟစ်ခဲ့ပါတယ်ဒီအကြောင်းဘယ်သူမှမပြောနဲ့ရှီရွန်ပြောရင်မင်းအန်တရယ်ရှိနိုင်တယ်ရှီရွန်ကမတူတဲ့လူတွေဟာနှိမ့်ဆက်ညှဉ်းပန်းခံနေရတယ်ဆိုတာလားလို့မေးခဲ့ပါတယ်သူ့ရဲ့ဖခင်ကအဲ့ဒါကိုအတည်ပြုပြီးမော်ပညာကိုလေ့လာတာကိုရက်ဖို့တိုက်တွန်းခဲ့ပါတယ်။မော်ပညာကအရန်အန်တရယ်များပုံရတယ်လို့အခိုင်အမာပြောရင်းရှီရွန်ကသူ့ရဲ့ဖခင်ရဲ့စကားတွေကြောင့်အံ့အားသင့်သွားပြီးစိတ်ချုပ်ထွေးကစိတ်အားငယ်သွားခဲ့ပါတယ်။မေဒီကရှီရွန်ကိုကာကွယ်ပြီးရှီရွန်ကဒါအတွက်ဘယ်လောက်အားထုတ်ခဲ့တယ်လဲဆိုတာကိုခင်ဗျားနားမလည်ဘူး။ဒါအပြင်ရွာသားတွေနဲ့ကျမအားလုံးသူလုပ်ခဲ့လို့လုံခြုံနေတာလို့ပြောခဲ့ပါတယ်။သူတို့ရဲ့ဖခင်ကအဲ့ဒါကိုတိမတ်ပြုပေမဲ့သူ့ရဲ့ရက်တီချက်ကိုဆက်လက်ထိန်းသိမ်းခဲ့ပါတယ်။သူလုပ်ခဲ့တာကတက်တွေကိုကယ်တင်ခဲ့တာမှန်ပေမဲ့အန်ဒီရရှိနိုင်တဲ့အရာတစ်ခုကိုသူဆက်လုပ်ခွင့်မပေးနိုင်ဘူးလို့ပြန်ဖြေခဲ့ပါတယ်။အမေရိကစိတ်အားထက်သန်စွာညှင်းခုန်ခဲ့ပါတယ်။မော်ပညာကအန်ဒီရရှိလားမရှိဘူးလားဆိုတာတော့ခင်ဗျားမသိဘူး။ပို့ပြီးစိတ်တူလာတဲ့သူတို့ရဲ့ဖခင်ကအန်ဒီရရှိရဲ့နောက်ကျမှငါတို့တရားမှာဘလူးတွေကိုတတ်နိုင်တဲ့စွမ်းအားအဲ့ဒါပဲလို့အန်ဒီရမရှိနိုင်မှလဲလို့ပြန်ပြောခဲ့ပါတယ်။ရှီရွန်ကသူ့ရဲ့သူ့တေသနာမှာဘယ်လောက်အားထုတ်ခဲ့တယ်လဲဆိုတာကိုတွေးတော့ပြီးငါမော်ပညာကိုဆက်ပြီးလေ့လာမယ်လို့ကြေညာခဲ့ပါတယ်။ပို့ပြီးဒေါတာထွက်လာတဲ့သူ့ရဲ့ဖခင်ကငါပြောနေတာကိုမင်းဘာလို့နားမလဲတာလဲလို့မေးခဲ့ပါတယ်။ရှီရွန်ကတည်ငြိမ်စွာပြန်ဖြေခဲ့ပါတယ်။ခင်ဗျားကိုကျွန်တော်နားလဲပါတယ်အဖေ။ခင်ဗျားရဲ့စိုးရိမ်မှုတွေနဲ့ခံစားချက်တွေကျွန်တော်နားလဲပါတယ်။ဒါပေမဲ့ကျွန်တော်သူ့တေသနာကိုရက်လိုက်ရင်ကျွန်တော်စိတ်ဆင်းရဲလိမ့်မယ်။ခင်ဗျားအတွက်ဒီစွမ်းအားကအန်ဒီရများပုံရပေမဲ့ကျွန်တော်အတွက်တော့ဒါကကျွန်တော်ရဲ့အိမ်မက်တွေပဲ။သူ့ရဲ့ဖခင်ကမင်းကငယ်သေးတယ်။ကြီးလာရင်မင်းရဲ့အမြင်ကပြောင်းသွားလိမ့်မယ်လို့ပြောပြီးသူမကိုဆုံးမဖို့ကြိုးစားခဲ့ပါတယ်။ရှီရွန်ကခိုင်မာစွာပြန်ပြောခဲ့ပါတယ်။အဲ့ဒါကဘယ်တော့မှဖြစ်မှာမဟုတ်ဘူး။သူ့ရဲ့ခိုင်မာတဲ့ယုံကြည်ချက်ကသူ့ရဲ့ဖခင်ကိုခဏတာစကားမပြောနိုင်အောင်ဖြစ်သွားစေခဲ့ပါတယ်။ရှီရွန်ကဆက်ပြောခဲ့ပါတယ်။ကျွန်တော်လုပ်နေတာကခင်ဗျားအတွက်အန်တရယ်ရှိပြီးထိခိုက်စေတယ်ဆိုရင်ခင်ဗျားကျွန်တော်ကိုတားအဖြစ်ဆွလွတ်နိုင်ပါတယ်။စကားပြောနေတာကိုဝမ်းနည်းစွာနားထောင်နေတဲ့မေရီကတိတ်တဆိတ်နားထောင်နေခဲ့ပါတယ်။ပြီးတော့ရှီရွန်ရဲ့ဖခင်ကမင်းဒီသူ့တေသနာဒီလောက်ထိလိုက်စားချင်တာတကယ်လားလို့မေးလိုက်ပါတယ်။ရှီရွန်ကမဆိုင်မတွန်းနဲ့ဟုတ်ကဲ့လို့ပြန်ဖြေခဲ့ပါတယ်။ရှီရွန်ရဲ့ဖခင်ကထပ်ပြီးမေးခဲ့ပါတယ်။လူတိုင်းကမင်းကိုညှင်းပယ်ပြီးဘယ်သူမှမင်းကိုမလို့ချင်တော့ဘူးဆိုရင်တော့မင်းကလုံမလားလို့မေးခဲ့ပါတယ်။ရှီရွန်ကခိုင်မာစွာရက်ပြီးဟုတ်ကဲ့ကျွန်တော်ဆက်လုပ်မယ်လို့ပြန်ပြောခဲ့ပါတယ်။ခဏကြာတိတ်ဆိတ်သွားပြီးနောက်သူ့ရဲ့ဖခင်ကနောက်ဆုံးမှလျှော့ပေးလိုက်ပါတယ်။ကောင်းပြီလေမင်းရဲ့သူ့တေသနာကိုဆက်လုပ်ပါ။ဒါပေမဲ့အခုကစပြီးမင်းရဲ့တွေ့ရှိချက်အားလုံးကိုပုံမှန်ငါ့ကိုစီရင်ခံရမယ်။မင်းတခုခုအန်တရယ်ရှိတာလုပ်နေတာကိုငါတွေ့ရင်ချက်ချင်းမင်းကိုရက်ခိုင်းမယ်။အားတင်သွားတဲ့ရှီရွန်ကဒါပဲလား။ကျွန်တော်လှုပ်ချင်တာကိုတကယ်လှုပ်ခွင့်ပေးတော့မှလားလို့မေးလိုက်ပါတယ်။သူ့ရဲ့ဖခင်ကတက်ပြင်းချပြီးငါသားကတလောက်ဆုံးဖြတ်ထားရင်ငါပါတတ်နိုင်မှာလေ။သွားပါရှီရွန်လို့ပြန်ဖြေခဲ့ပါတယ်။သူ့ရဲ့ဖခင်ရဲ့စကားတွေကြောင့်စိတ်ထိခိုက်သွားတဲ့ရှီရွန်ကမျက်ရည်ကျလာခဲ့ပါတယ်။သူ့ရဲ့ဖခင်ကသူ့ရဲ့ပခုံးပေါ်လက်တင်ပြီးခေါင်းကိုမော့ထားမင်းရဲ့အိမ်မက်တွေကိုတွေးပြီးအဲ့ဒါကိုလိုက်ဖို့ဆုံးဖြတ်ထားပြီးဒါကြောင့်ဘာဖြစ်ဖြစ်အဲ့ဒါကိုဆက်လိုက်နေပါ။ငါမင်းကိုအားပေးမယ်ဒါကငါရဲ့ဖခင်တယောက်ရဲ့တာဝန်ပဲလို့ပြောလိုက်ပါတယ်။အဲ့ဒီအဆုံးဖြတ်ကြောင့်အယံဝမ်းသာသွားတဲ့မေဒီကဒါအံ့ဩစရာပဲလို့အော်ဟစ်ခဲ့ပါတယ်။
အဲ့ဒီနောက်ရှီရွန်ရဲ့ဖခင်ကထင်းတွေကိုမိထိုးပြီးရှီရွန်ရဲ့အကိုကိုဒါလုံလောက်ပြီလားလို့မေးလိုက်ပါတယ်သူကဟုတ်ကဲ့ဒါအကောင်းဆုံးပဲလို့ပြန်ဖြေခဲ့ပါတယ်သူ့ရဲ့ညီမကအံ့အားသင့်သွားပြီးမင်းဘာလုပ်နေတာလဲလို့မေးလိုက်ပါတယ်ရှီရွန်ကမော်ပညာကိုတုံးပြီးအခုခုစမ်းကြည့်ချင်တယ်လို့သူမကိုပြောလိုက်ပါတယ်ပြီးတော့ရှီရွန်ကသူ့ရဲ့လက်ထဲမှာမော်စွမ်းအင်တွေကိုစူးစီးပြီးမိဘုံနာကိုစီကတ်သွားတဲ့အခါမိကအပြာရောင်ပြောင်းသွားပြီးသူ့ရဲ့လက်ထဲမှာစူးစီးသွားပါတယ်ဒါကြောင့်သူ့ရဲ့ဖခင်ကသူ့ကိုရေလောင်းပြီးမင်းလုပ်နေတာကအရန်အန်တရများတယ်လို့ပြောပြီးသူ့ကိုတားမြစ်ခဲ့ပါတယ်မေဒီကသူမရဲ့အကိုကိုသွားကြည့်ပေမဲ့သူကသူမကိုစိတ်မပူပါနဲ့ကျွန်တော်အဆင်ပြေပါတယ်ဖြစ်ပျက်ခဲ့တာကနေမော်စွမ်းအင်ဟာတဘာဝစွမ်းအင်နဲ့ပေါင်းဆက်သွားတယ်ဆိုတာကိုကျွန်တော်သိခဲ့ပါတယ်ခင်ဗျားမြင်တဲ့အတိုင်းမော်စွမ်းအင်ကိုမီးနဲ့ပေါင်းဆက်လိုက်တဲ့အခါအပြာရောင်ပြောင်းသွားပြီးကျွန်တော်ရဲ့စွမ်းအင်ရဲ့လွှမ်းမိုးမှုကိုခံခဲ့ရတယ်လို့ပြောခဲ့ပါတယ်ဒီအတိတ်ဘက်ကမော်စွမ်းအင်ဟာဖြစ်ရအလုံးကိုတက်ရောက်စေတယ်သူ့ရဲ့ဖခင်ကမင်းပြောနေတဲ့မော်ပညာကိုငါမမြင်ဘူးဒါပေမဲ့ဖြစ်ပျက်ခဲ့တာကိုငါမြင်ခဲ့တယ်မင်းကိုယုံကြည်ဖို့ငါမှရွေးချယ်စရာပဲရှိတော့တယ်လို့ပြန်ပြောလိုက်ပါတယ်မေဒီကမနာလို့ဖြစ်ပြီးအခုမင်းတို့နှစ်ယောက်ကနားလေသွားပုံရတယ်ဒါပေမဲ့ငါဘာမှနားမလည်ဘူးလို့ပြန်ပြောလိုက်ပါတယ်ရှင်ရုံကမင်းတော်တဲ့တခြားအရာတွေအများကြီးရှိတယ်မင်းကြောင့်ငါမော်စွမ်းအင်ကိုတွေ့ခဲ့တာလို့ပြောပြီးသူမကိုနှစ်သိမ့်ဖို့ကြိုးစားခဲ့ပါတယ်မီဒီကအဲ့ဒါကိုကြားရလို့ပြောသွားခဲ့ပါတယ်